မဲဒီနေ့မှာတော့ကျွန်တော်ကမြို့မှာနေတဲ့ကြွက်ကလေးနဲ့ကျေးလက်ဒေတာမှာနေတဲ့ကြွက်ကလေးတို့ရဲ့အကြောင်းအရာပုံမြင်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာအကြောင်းအရာလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ Once upon a time in a quiet green valley the left valley countries မှာတခါတော့ငါတဲ့ပေါ့နော် in a quiet green valley ဆိုတာကတိတ်ဆိတ်ပြီးတော့တဲ့တာယာဆိုပြေတဲ့ရွာလေးတရွာမှာတဲ့ country mouse ဆိုတာကကျေးလက်မြောက်ကလေးကျေးလက်ကြွက်ကလေးတစ်ကောင်ရှိပါတယ်တဲ့အဲ့ဒီကြွက်ကလေးဟာဆိုလို့ရှိရင် they live a little countries မှာပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ကြွက်ကလေးတစ်ကောင်ကနေထိုင်ပါတယ်တဲ့He have a small hole under the roof of a bed tree သူပြောတော့သူ့ရဲ့အိမ်ကလေးဟာဆိုလို့ရှိရင်တဲ့ကြီးမားတဲ့တပ်ပင်ကြီးရဲ့အောက်မှာသူ့ရဲ့အိမ်သေးသေးလေးရှိတယ်ဆိုတာကသူနေတဲ့ကြွက်ကလေးပေါ့နော်သူ့ရဲ့ကြွက်အတိုက်ကလေးဟာဆိုရင်တင်းငယ်ပေါ့နော်ကြီးမားတဲ့တပ်ပင်ကြီးရဲ့ရှင်းရင်းလေးမှာတဲ့ရှိပါတယ်တဲ့ His life was quiet safe and simple သူ့ရဲ့ဘဝလေးဟာဆိုလို့ရှိရင်တဲ့quiet တိတ်ဆိတ်တဆိတ်နဲ့ safe ဘေးကင်းတဲ့ and ပြီးတော့ simple ရိုးရှင်းပြီးတော့တဲ့ပြောစရာကောင်းပြီးတော့သူ့ရဲ့ဘဝလေးဟာအေးအေးချမ်းချမ်းလေးရှိနေပါတယ်တဲ့ကဲနောက်တစ်ခုကကြတော့ Every morning he wake up to the sound of birds singing fresh air and saw cracks under his feet Every morning မနေ့တိုင်းမှာ he wake up သူကနိုးထခဲ့ပါတယ်The sound of birds ငှက်ကလေးတွေရဲ့သေးတံ singing တချင်းဆိုနေတဲ့ငှက်ကလေးတွေရဲ့အသံတွေ fresh air လက်ဆက်တဲ့လေတွေ and ပြီးတော့ saw cracks under his feet သူ့ရဲ့ရှေ့အောက်မှာချီးတယ်တဲ့နူးညံ့ဆိုပြေတဲ့မြက်ကလေးတွေနဲ့တဲ့သူဟာဆိုရင်နိုးထလာပါတယ်သူပြောချင်တဲ့အဓိပ္ပာယ်ကတော့မနစ်စောစောမှာသူဟာငှက်ကလေးတွေကတချင်းဆိုတယ်လေလေးတွေကတဖြူးဖြူးတိုက်တယ်အဲ့ဒီမှာမြက်ခင်းစိမ့်လေးတွေပေါ်မှာသူဟာတတရရလေးနဲ့ပျော်ပျော်ရွှင်ရွှင်လေးနဲ့နိုးထလာနိုင်ခဲ့ပါတယ်တဲ့နော်ကဲဘာဆက်ဖြစ်မလဲကျွန်တော်တို့ကြည့်အောင် One day တနေ့မှာတော့ a town mouse မြို့မှာနေတဲ့ကြွတ်တကောင်ကတဲ့ came to visit him ဆိုသူစီကိုအလဲရောက်လာခဲ့ပါတယ် One hello cousin said the town's mouse မင်္ဂလာပါညီကိုရေဆိုပြီးတော့မြို့ကကြွက်ကလေးကနှုတ်ဆက်လိုက်တယ် Why don't you come to the city and see how fine like မင်း why don't you come to the city မင်းဘာဖြစ်လို့မြို့ကိုအလည်မလာတာလဲ and ပြီးတော့ see how fine like ငါဘလို့နေထိုင်လဲဆိုတာမင်းဘာဖြစ်လို့မမြင်တာလဲတဲ့သူကပြောလိုက်တာသူ့ရဲ့မြို့ကိုကြွားခြင်းလို့ပေါ့နော်အဲ့ဒီကျေးလက်မှာနေတဲ့ကြွက်ကလေးကိုပြောလိုက်တာသူ့ရဲ့အဲ့ဒီချိန်မှာစပြောတယ်အဲ့ဒီမြို့ကကြွက်ကလေးက the food is delicious and အစားအစာတွေကအရသာရှိတယ် and ပြီးတော့ the party are exciting ငါတို့မြို့မှာကျင်းပတဲ့ပါတီတွေကလုံးဝစိတ်လှုပ်ရှားစရာကောင်းတယ် the country was curious ကျေးလက်မှာနေတဲ့ကြွက်ကလေးကအဲ့ဒီစကားတွေကိုကြားတော့သူသိချင်လာတယ်မြို့ကလူတွေမြို့ကကြွတ်တွေဘလို့နေလဲပါတီပွဲတွေဘလို့ကျင်းပလဲသူသိချင်လာတယ်တဲ့ကဲသူတို့ဘာဆက်ဖြစ်မလဲပေါ့နော်သူတို့တွေကတရဟိုကလည်းကြွားလုံးထုတ်တယ်မြို့ကကြွက်ကဒီကတော့ကြွက်ကလည်းသိချင်တယ်ဟာဂယူဆိုင်ပြောတော့အောင်မရေကဲစပြောမယ်နော် He have never been to the city before တဲ့ he ပေါ့နော်အဲ့ဒီချိန်မှာ तू ကတောမှာနေတဲ့ရွာမှာနေတဲ့ကျေးလက်မှာနေတဲ့ကြွက်ကလေးက been to the city before ဆိုတာဘယ်တော့အရင်တော့က तू ဘယ်တော့မှ तू မြို့ကိုမရောက်ဘူးတဲ့ He thought तू ကစဉ်းစားတယ် maybe this is my chance for adventure ဆိုတာကဒါကတဲ့ तू ကပေါ့နော်သူ့ကိုမြို့ကကြွက်ကကြွားလိုက်တဲ့အခါမှာ तू ကစဉ်းစားတယ်ငါတခါမှမြို့ကိုမရောက်ဘူးအရင်ကပေါ့နော် before အရင်ကငါတခါမှမရောက်ဘူးအဲ့ဒါကြောင့်မို့လို့ तू ကအခုသူ့ရဲ့မြို့ကိုအလဲလိုက်ဖို့ခေါ်နေတယ်အဲ့ဒီအလဲလိုက်ဖို့ခေါ်နေတဲ့ဥစ္စာကတဲ့ငါအတွက်စိတ်ဝင်စားစရာကောင်းတဲ့ပေါ့နော်စိတ်လှုပ်ရှားစရာကောင်းတဲ့အခွင့်အရေးတစ်ခုဖြစ်နိုင်တယ်ပေါ့ he thought သူကစဉ်းစားတယ် maybe this is my chance for adventure this is ဒီຢာတွေက
my chance ငါဘဝရဲ့အခွင့်အလမ်း for my adventures ပေါ့နော်စိတ်လှုပ်ရှားစရာကောင်းတဲ့အတွေ့အကြုံတွေအတွက်ငါဘဝအတွက်အခွင့်အလမ်းဖြစ်နိုင်တယ်ဆိုပြီးတော့ကျေးလက်မှာနေတဲ့ကြွက်ကလေးကစဉ်းစားတယ်တဲ့သူကမျိုးကြီးပြားကြီးကိုအထင်ကြီးနေတာပေါ့ဟိုကမျိုးကကြွက်ကကြွားလိုက်တော့ so ဒါကြောင့်မလို့ he agreed and followed the town mouse to the big noisy city ဒါကြောင့်မလို့တဲ့သူက he agree သူကသဘောတူလိုက်တယ်မျိုးကိုလိုက်ဖို့ပေါ့နော် and ပြီးတော့ follow လိုက်ခဲ့တယ် the town mouse ဆိုတာမျိုးမှာနေတဲ့ကြွက်ကလေးရဲ့နောက်ကို to the big noisy city ကြီးမားတဲ့မျိုးကြီးပေါ့နော်ဆူညံမှုတွေပြည့်နေတဲ့ကြီးမားတဲ့မျိုးကြီးမှာရှိတဲ့မျိုးမှာရှိတဲ့ကြွက်ကလေးရဲ့စီကိုသဘောတူပြီးတော့လိုက်လာခဲ့ပါတယ်တဲ့ဟိုကကြွားတန်တော့သူကလည်းလိုက်သွားပြီပေါ့သူကလည်းအမြင်ကျဲချင်တာပေါ့အတွေ့အကြုံတွေလည်းရချင်တာပေါ့ကဲဆက်ပြီးတော့ပြောကြမယ် the street ဆိုတာကလမ်းတွေကတဲ့ were full of lights ဆိုတာကမိအလေးရောင်နေနဲ့ပြည့်နေတဲ့ sound and the irresistible smell of pink irresistible pink ဆိုတာကသူကဘာပြောလဲဆိုတော့တဲ့ irresistible ဆိုတာက very strong have to say no to ဆိုတာကပေါ့နော် smell of pink pines ပေါ့နော် lamb ပေါ့နော် cheeks roasted meat fruits and sweet the street ဆိုတာက well pure light ဆိုတာလမ်းနေရာဆိုလို့ရှိရင်တဲ့အဲ့လိုအလင်းရောင်နေနဲ့ပြည့်တယ်ဆိုတာမီးတွေနဲ့ထုံးထားတယ်ပေါ့မီးအောင်စုံနေနဲ့ပေါ့နော်လမ်းနေရာဆိုရင်မီးတွေနဲ့ထိန်လင်းနေတာပဲတဲ့ပြီးလို့ရှိရင်ပေါ့နော်အနက်အသက်တွေကလည်းတဲ့စုံနေတာပဲပေါ့ဓာတုဆေးဆိုးတွေနဲ့ဘာတွေနဲ့ပေါ့နော်ပြီးလို့ရှိရင်တဲ့ roasted meat ပေါ့နော် cheese ပြီးတော့သူကဘာလဲဆိုတော့ roasted meat ဆိုတာကအစားအသောက်တွေကလည်းကျန်းတယ် fruits and sweets ပေါ့နော်တတိတွေစားစရာတောက်စရာတွေချိုးရှင်ပန်းကားတွေအဲ့ဒီဥစ္စာတွေကလည်းတဲ့ဘယ်လိုပြောမလဲပေါများတယ်ပေါ့နော်အစားအသောက်တွေလည်းတော်တော်ပေါတယ်တော်တော်လေးကိုပေါများတာဖြစ်တယ်တဲ့အလင်းရောင်တွေလည်းရှိတယ်ပေါ့နော်သူပြောတာကတော့ဒါပေါများတာပေါ့ the country mouse eyes နဲ့ widen in wonders the country mouse ဆိုတာကမြို့မှာနေတဲ့ကြွရဲ့ eye မျက်လုံးနေသည်တဲ့ widen ဆိုတာကပြူးကျယ်နေတဲ့ in wonder ဆိုတာကဟောပေါ့နော် sorry မှားပါပြီ the country mouse ဆိုတာက तू ကပေါ့နော်တခါမှမရောက်ဘူးတော့မြို့ရောက်လာပြီပေါ့မြို့ရောက်လာတော့သူ့ရဲ့မျက်လုံးတွေထဲမှာမျက်လုံးကြီးပြူးပြီးတော့ तू ကဘာဖြစ်လဲဆိုအံ့ဩနေတယ် wonder ဆိုတာအံ့ဩတာပေါ့နော်လုံးဝစိတ်ထဲမှာအံ့ဩတယ်မီးတွေကလည်းလင်းထိန်နေတာပဲအစအသောက်တွေကလည်းပေါ်သလားမမေးနဲ့ပေါ့နော်ဟိုနေရာမှာလည်းစွန့်ပစ်ထားတယ်ဒီနေရာမှာလည်းစွန့်ပစ်ထားတယ်ဆိုသူတော်တော်လေးအံ့ဩနေတယ်တဲ့ကဲဘာစစ်မလဲ look at all this food said the town mouse မြို့မှာနေတဲ့ကြွက်ကပြောလိုက်တယ်ဒီစားစာတွေကိုကြည့်လိုက်ပါဦး you will never be hungry here မင်းဘယ်တော့မှဒီမှာနေလို့ရှိရင်ဗိုက်စာမှမဟုတ်ဘူးငတ်မှာမဟုတ်ဘူးတဲ့ you can eat as much as you want မစားခြင်းတလောက်စားလို့ရတယ်တဲ့မြို့မှာနေတဲ့ကြွက်ကလေးကပြောလိုက်တာနော်မြို့မှာနေမယ်ဆိုရင်မကြည့်ပါအောင်ကွာအစားအစာတွေကိုတဲ့ဒီစားစာတွေကဆိုလို့ရှိရင်မကြိုက်တဲ့လောက်စားလို့ရတယ်ဒီမှာဆိုရင်မင်းဘယ်တော့မှစားလောင်ပြီးတော့မနေရဘူးအစားအစာတွေမင်းဘယ်တော့မှမပူပန်ရဘူးဆိုပြီးတော့သူကပြောလိုက်တာဖြစ်တယ် the country mouse တဲ့ trying some cheese it was rich and tasty unlike anything here in the country အဲ့ဒါနဲ့တော့မှနေတဲ့ the country mouse ကျေးလက်မှာနေတဲ့ကြွက်ကလေးပေါ့တောကြွက်ကလေးကတဲ့သူအဲ့ဒီမျိုးမှာရှိတဲ့ cheese ပေါ့နော်နာမည်ကြီးတာပေါ့နော်အဲ့ဒီ cheese လေးတွေကိုစားကြည့်တယ်ပြီးတော့တဲ့အဲ့ဒီ cheese လေးတွေကလုံးဝ rich and tasty အရသာကလုံးဝကိုပဲအရသာရှိပြီးတော့ကောင်းမွန်တဲ့သူ့ရဲ့ဘဝမှာပေါ့နော်တခါမှဒီလိုဟာမျိုးတွေစားဘူးတဲ့အရသာနဲ့မတူဘူးသူတခါမှမစားဘူးပေါ့နော်ဒီရသာတွေကဆိုလို့ရှိရင်တဲ့အဲ့လိုမျိုးပေါ့နော်အစားအစာတွေကလုံးဝအရသာရှိတယ်ပေါ့အဲ့ဒီတဘောပါပဲ he tried a piece of fish swift and salt သူဟာနူးညံ့တဲ့ကိတ်ပိုင်းစာလေးတွေကိုစားကြည့်တယ် the flavors were amazing တဲ့ပေါ့နော်ဒိန်ချင်းတွေဒိန်ခဲတွေကဆိုလုံးဝကိုပဲအံ့ဩစရာကောင်းတယ် best တဲ့အစားအသောက်တွေကတော့လုံးဝကိုအံ့ဩစရာပေါ့ cheese တွေဒိန်ချင်းတို့ဒိန်ခဲတို့ fish တို့ပေါ့နော်စားတဲ့ပြင်အများကြီးပါပဲအဲ့တော့ तू ကလုံးဝစားကြည့်တာပေါ့တစ်ခုပြီးတစ်ခုအရသာကတော့ share ပဲသူ့ဘဝမှာတစ်ခါမှမစားဘူးပေါ့အဲ့ဒါနဲ့ဘာဖြစ်ဖြစ်လဲဆိုတော့ best တဲ့ဒါပေမဲ့လို့ then အဲ့ဒီနောက်မှာ something scary happen ကြောက်စရာတစ်ခုခုဖြစ်လာတယ်တဲ့ဘာတွေစစ်ဖြစ်လာလဲကြောက်စရာတစ်ခုခုဖြစ်လာတယ်ပေါ့နော်သူတို့စားဖို့တောက်ဖို့စမ်းစားနေတဲ့အချိန်မှာပဲတဲ့ကြောက်စရာပေါ့နော် scary ဆိုတာကြောက်စရာပေါ့နော်တစုံတစ်ခုဖြစ်လာတယ်
ကြောက်ရွံ့ဖွယ်ရာတကုံတစ်ခုဖြစ်လာတယ် A cat ကြောင်တကောင်က appears from nowhere တဲ့ဘယ်နေရာကမှမသိတဲ့ကြောင်တကောင်ကရောက်ချလာတယ်တဲ့ His eye glory သူ့ရဲ့မျက်လုံးတွေကတောက်ပနေတယ် and ပြီးတော့ t-shirts သူ့ရဲ့တွားတွေကရှင်ထက်နေတာပဲတဲ့ The mice that jumps and run ဒီအဲ့လိုမျိုးပေါ့နော်ကြောင်ကိုမြင်လိုက်တာကြောင်ရဲ့မျက်လုံးတွေကတောက်ပပြီးသွားတွေကချွတ်ထစ်နေတာသူတို့နှစ်ကောင်ကိုတီးတော်မယ်အဲ့ဒါနဲ့တဲ့ The mice ပေါ့နော်ကျွတ်နှစ်ကောင်ကတော့ကျွတ်နဲ့မြို့ကျွတ်နှစ်ကောင်ကတဲ့ jumps and run ဒီလိုနဲ့လှင်းလှင်းမြန်မြန်နဲ့ခုံပြီးတော့ပြေးလိုက်ကြတယ်တဲ့ကြောင်ကိုမြင်တော့နောက်မဆိုရင်သူတို့နှစ်ကောင်စလုံးကြောင်စာဖြစ်သွားမှာပေါ့အဲ့ဒါနဲ့သူတို့နှစ်ယောက်ဒီလှင်းလှင်းမြန်မြန်နဲ့ခုံပြီးတော့ပြေးလိုက်ကြပါတယ်တဲ့ The country mouse have rakes ဆိုတာကကျေးလက်မှာနေတဲ့တောကျွတ်ကလေးရဲ့နှလုံးခုန်နှုံးတွေကတော်တော်လေးကိုပဲမြန်နေတယ် He realized သူကနားလည်လိုက်တယ် Oh this luxury came with danger တဲ့ luxury ပေါ့နော်မြို့မှာနေတဲ့ဒီဇိမ်ခံပစ္စည်းတွေအကုန်လုံးဒီတဲ့ came with danger အန္တရာယ်ရှိပါလားဆိုတာကိုသူနားလည်လိုက်တယ်တဲ့ဟုတ်တယ်လေသူတို့ကောင်းကောင်းမစားရဘူးပေါ့ကြီးလန့်စားစားလို့ပဲစားနေရင်တန်းလန့်ကြီးထွက်ပြေးလာရတာ哦Later they want to a party with the other cities မှာတဲ့အဲ့ဒီနောက်မှာတော့သူတို့ကတဲ့ပေါ်တော့တခြားမြို့မှာရှိတဲ့ကျွတ်တွေရဲ့ပါတီကိုတွားခဲ့တယ်တဲ့ The country mouse saw then Heidi Franz human တဲ့ The country mouse ဆိုတာကျေးလက်မှာနေတဲ့ကျွတ်ကလေးကဆော့မြင်ခဲ့တယ် then ဆိုတာကကျွတ်တွေအများကြီးပဲပေါ့နော် Heidi from human လူတွေရဲ့ပေါ့နော်လူတွေစီကနေပြီးတော့ပုံးကွယ်နေတဲ့ကျွတ်တွေကိုသူမြင်တွေ့ခဲ့ရတယ်ပေါ့ပြောချင်တာကကျွတ်တွေကပုံးရှိုးကွယ်ရှိုးနဲ့နေတာတွေကိုသူမြင်လိုက်ရတာပေါ့နော် Dodgy tracks and running for their life just to get food ဆိုတာကဘယ်လိုမျိုးလဲဆိုတော့ dodgy tracks ဆိုတာထောင်ချောက်တွေပေါ့နော်မြို့မှာဆိုတော့ကျွတ်တွေပေါ်တော့ကျွတ်ထောင်ချောက်တွေလူတွေကထောင်တယ်ကျွတ်ထောင်ချောက်တွေကိုမနှင်းမိအောင်ပေါ့ running food ဆိုတာပြေးရတယ်သူတို့ကိုမြင်လို့ရှိရင်လည်းလူတွေကတတ်မှာပေါ့နော်ဆိုတဲ့ခါကျတော့လူတွေကလည်းမမြင်အောင်ကျွတ်ထောင်ချောက်တွေကိုလည်းသတိထားပြီးတော့ပြေးရတယ်အစရဖို့ပေါ့နော်စားစရာတောက်စရာတွေကိုတဲ့အစအတောက်တွေကိုပေါ့နော်သူတို့လှင်းလှင်းမြန်မြန်နဲ့ကျွတ်ထောင်ချောက်လည်းမမိအောင်လူတွေလည်းမရိမ့်မိအောင်အစအတောက်ကိုလှင်းလှင်းမြန်မြန်နဲ့ပြေးလွှားပြီးတော့စားနေတာကိုသူမြင်ရတယ်တဲ့ပေါ့နော်မြင်လိုက်ရတယ်ပေါ့ဒါဘေးကင်းမှုမရှိဘူးပေါ့အဲ့ဒီခါမှာတဲ့ he tried to enjoy the feast best every bite reminded him of the constant risks he couldn't relax တဲ့သူဟာပေါ့နော်ဒီအဲ့လိုမျိုးမှာအဆင်ပြေဖို့သူဟာစူးစမ်းတယ်တဲ့ဒါပေမဲ့လို့သူစူးစမ်းလိုက်တဲ့အချိန်တိုင်းမှာပဲပေါ့နော်လုံးဝကိုပဲ constant risks တဲ့ he couldn't relax ဆိုသူစိတ်မအေးရဘူးမျိုးမှာဆိုလို့ရှိရင်ဘာပဲဖြစ်သူစိတ်မအေးရဘူးတဲ့ဒီလိုနဲ့ပဲပေါ့နော်ဘာပဲဖြစ်စားရင်လည်းမြန်စားတွားရင်လည်းမြန်တွားလှင်းမြန်ကြီးနဲ့ပဲအကုန်လုံးဟာစိတ်အေးလက်အေးနဲ့မလုပ်ရဘူးပေါ့နော်ဒီကြီးလန့်စားလိုပဲထိတ်လက်နဲ့စိတ်နဲ့သွားတယ်လာတယ်စားတယ်အဲ့လိုမျိုးနေရတယ်တဲ့အဲ့တော့he missed the camp or his country's home နဲ့ he missed ဆိုတာကသူကလွမ်းဆေးပြီးအဲ့ဒီအချိန်မှာသူ့ရဲ့စိတ်ထဲမှာသူ့ရဲ့ရွာလေးမှာပဲရှိတယ်သူ့ရဲ့အိမ်ကိုသူတတိယလာတယ်ပြီးတော့လွမ်းလာတယ်ပေါ့နော် finally he turned to the town mouse and said နောက်ဆုံးမှာတော့တဲ့သူကမြို့မှာနေတဲ့ကျွတ်ကလေးကိုသူပြောလိုက်တယ်တဲ့သူမျိုးကိုလဲအောင်လိုက်ကြည့်တော့အခြေအနေမဟန်ဘူးအဲ့ဒီခါမှာသူမျိုးကကျွတ်ကိုတဲ့သူပြောလိုက်တယ်တဲ့ Thank you for showing me your city the cops in but I think I prefer my quiet safe life and the country မင်းရဲ့မျိုးပြကြီးရဲ့အလားတရားတွေကိုငါ့ကိုပြတဲ့အတွက်ငါမင်းကိုကျေးဇူးတင်ပါတယ်ညီအကိုရေဒါပေမဲ့လို့ I think ငါထင်တယ်တဲ့ I prefer my quiet safe life in the country ငါရဲ့ကြီးတိုးရွာလေးမှာရှိတဲ့တိတ်ဆိတ်ငြိမ်သက်ပြီးတော့ဘေးကင်းတဲ့ရိုးရှင်းတဲ့ငါရဲ့ဘဝလေးကိုပဲငါကြိုက်နေတတ်ပါတယ်တဲ့ငါ့ကိုမျိုးကြီးကိုလက်ခေါ်တဲ့အတွက်ငါကျေးဇူးတင်တယ်ဒါပေမဲ့ငါရွာမှာပဲပြောတယ်ငါရွာကိုပဲငါသဘောကျတယ်ရွာမှာတိတ်ဆိတ်နဲ့အေးချမ်းလေးရှိတယ်တဲ့ The foods that may not be as fancy but I sleep peacefully live safely and enjoy each day without fear သူကပြောတာကThe food may not be expensive တဲ့အစားတွေကတော့တဲ့မြို့မှာလို့ပေါ့နော်ပေါ်များပြီးရတာရှိတာမျိုးတော့ရတာတော့ချီချင်မှရှိမယ်ဒါပေမဲ့လို့ I sleep peacefully ငါအေးချမ်းလေးနဲ့အိတ်တယ် live safely ဘေးကင်းလုံခြုံစွာနဲ့နေနိုင်တယ်ပြီးတော့ enjoy each day without fear နေ့စဉ်နေ့တိုင်းကိုတဲ့ကြောက်ရွံ့မှုတွေမရှိဘဲနဲ့တဲ့ငါကဖြတ်တန်းတယ်တဲ့ပေါ့နော်မြို့မှာလို့ကြီးလန့်စားထိတ်လက်နဲ့
ပြလွှတ်လွှတ်နဲ့စားတော့ရတာမျိုးမဟုတ်ဘူးတဲ့အေးချမ်းချမ်းပဲထားတယ်အေးချမ်းချမ်းလေးပဲစားတယ်ပေါ့နော်ဟိုစိတ်ထဲမှာအေးချမ်းချမ်းနဲ့နောက်ဆက်မတင်ရဘူးတဲ့သူပြောတာပေါ့နော်အဲ့လိုမျိုးလေးပြောတယ်တဲ့ဒါပုံမြင်တဲ့အတိုင်းပဲပြောပြတာပေါ့နော်တကယ်အပြင်မှာတော့ဒါတထက်ထဲကြားချင်မှကြားမှာပေါ့နော်သူပြောချင်တဲ့ဒါပုံမြင်ရဲ့ message ကတော့ဒါကိုယ့်ရဲ့ဓမြူစားချက်ပေါ်မူတည်တာပေါ့ကဲဆက်ပြောမယ် the town mouse တဲ့မြို့မှာနေတဲ့ကျွတ်ကလေးကတဲ့ stray cat m said shru stray cat ဆိုတာက rick shora ကြဲကြဲကြီးပြောလိုက်တာအကျဲကြီးပြောလိုက်တာမနော် stray cat to each their own I enjoy the excitement even if it is risky တဲ့ဟောတဲ့ငါတို့ရဲ့ကိုယ်ပိုင်မြို့ကိုကတော့တဲ့စိတ်လှုပ်ရှားမှုနေတဲ့ပြင်းနေတဲ့ငါရဲ့မြို့ကိုတော့ငါလုံးဝသဘောကျတယ်တဲ့ဘလောက်ပဲအန်ဒီရဲ့များငါသဘောကျတယ်ပေါ့ तू ကအဲ့လိုအကျဲကြီးပြောလိုက်တာပေါ့နော်ဟို risk များတယ်ဆိုပေမဲ့လို့ तू သဘောကျတယ်သူ့ရဲ့မြို့မှာ तू ပြောတယ်ပေါ့အဲ့လိုပြောလိုက်တယ်တဲ့ the country mouse that returns home happy cliff and grateful for the simple life he have always known the country's mouse တဲ့ကျေးလက်ကျွတ်ကလေးက returns home အိမ်ကိုပြန်ခဲ့တယ် happy ဆိုတာပျော်ပျော်ရွှင်ရွှင် calms and grateful ဆိုတာကဘောနော်ကိုအပြည့်အဝကြည်ကျင်နဲ့နော် for the simple life he have always known သူ့ရဲ့ဘဝကိုတဲ့သူ့ရဲ့ဘောနော်ကြေးရွာမှာနေတယ်ဆိုပြီးတော့သူအငယ်တာတိမ်ငယ်တာမရှိဘဲနဲ့သူ့ရဲ့ဘဝကိုကြည်ကျင်နဲ့ကလေးနဲ့ဖြတ်သန်းမယ်ဆိုပြီးတော့သူ့ရဲ့အိမ်ကိုသူပြန်လာခဲ့ပါတယ်တဲ့ and this is the story simple yet furious meaningful right သူပြောတာကတဲ့ဒါလေးကတော့ပုံမြင်လေးကတော့ဒီလောက်ပါပဲဗျာတဲ့ and this is the story ပုံမြင်လေးကတော့ဒီလောက်ပါပဲ simple ဆိုတာရိုးရှင်းပါတဲ့ yet furious meaning ဆိုတာအတိတ်ပဲပြေဝနေပါတယ်တဲ့ right တဲ့ဟုတ်တယ်ဟုတ်သူပြောတာရိုးရှင်းမှုဆိုတာအတိတ်ပဲပြေဝနေပါတယ်ဘဝဆိုတာရိုးရှင်းလေးနေလေအတိတ်ပဲရှိလေပါပဲတဲ့ simple yet furious meaning ဘဝဆိုတာရိုးရှင်းနေလေအတိတ်ပဲရှိလေဖြစ်ပါတယ်ဒါလေးကတော့ပေါ့နော်ဒါကျွန်တော်မြို့မှာနေတဲ့ကျွတ်ကလေးနဲ့တောမှာနေတဲ့ကျွတ်ကလေးကိုအင်္ဂလိပ်စာလဲလေးလိုက်ရင်အသည့်အမြင်ဘူးတူတာလေးတွေလည်းရစေလိုတဲ့အတွက်ကြောင့်တင်ဆက်လိုက်ရှင်ပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဒီတင်ဆက်မှုလေးမှာလိုအပ်ချက်ကလေးတွေရှိနိုင်ပါတယ်ကျွန်တော်ဒီ not perfect ကျွန်တော်ဒီလုံးဝပြည့်စုံတဲ့လူတရားမဟုတ်ပါဘူး and have better fan better ကျွန်တော်ထက်ထော်တဲ့လူပိုတက်တဲ့လူတွေအများကြီးရှိပါတယ်ခင်ဗျာ I am studying and learning ကျွန်တော်ဟာသင်ယူနေတော့လေ့လာနေစေဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်